American မှာကမ္ဘာဖလားလာကန်တဲ့ Cristiano Ronaldo နဲ့ကျွန်တော်တို့ရဲ့ UFC Flyweight Champion ကြီး Joshua Ban နဲ့တွေ့ဆုံခွင့်ရတဲ့ဗီဒီယိုဖိုင်တွေကတော့ online ပေါ်မှာတောက်လျှောက်ကိုပြန့်နှံ့လာနေအောင်ကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့နော်ဆိုတော့Cristiano Ronaldo နဲ့ကျွန်တော်တို့ပတ်သက်လို့ရှိရင်ကျွန်တော်ရဲ့ Joshua Ban ကRonaldo ရဲ့ပရိသတ်ပဲเนาะသူအချက်ဆုံးဘောလုံးသမားလို့မေးလိုက်လို့ရှိရင် Ronaldo လို့သူအမြဲတမ်းဖြေချခဲ့တာကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့เนาะသူဘယ်လိုပြောရမလဲသူအချက်ဆုံးအဆိုတော်ကတော့ Justin Bieber လို့လေသူပြောခဲ့ဘူးတယ်เนาะဘောလုံးမှာကျတော့သူကဒါ Ronaldo လေးကိုကြိုက်တာပေါ့လေဆိုတော့အခုလောလောဆယ်မှာဒိုလေးတို့ကမနေ့ဖြန်မှာသူတို့ထပ်မံပြီးတော့ဒါဘောပွဲရှိတယ်နော်ကမ္ဘာဖလားနော်ပထမသူတို့အဖွင့်ပွဲမှာရလမကောင်းခဲ့ပေမဲ့လည်းမနေ့ဖြစ်မှာတော့အသေးချိန်မယ်လို့သူတို့ကိုယ်တိုင်ကပြောထားတယ်ပေါ့လေဆိုတော့အခုချိန်မှာ Houston Texas မှာဒိုလီတို့ကလေ့ကျင့်တွေလုပ်နေတဲ့အချိန်မှာပြည်သက်တွေနဲ့ဒါ fan meeting လေးရှိတယ်ပေါ့နော်ပြည်သက်တွေကတွားရတွေ့ဆုံမှုရှိခဲ့တယ်အဲ့ဒီမှာဝမ်းသာစရာကကျွန်တော်တို့ရဲ့နော်ဒါအလုံးရဲ့အချစ်တော်เนาะ Joshua Ban ကလည်းဒါဒိုလီနဲ့ပေါ့เนาะဒါတွေ့ဆုံခွင့်ရခဲ့တာဖြစ်ပြီးတော့ဒိုလီကလည်းသူ့ကိုတည်တယ်ဆိုရဲအကြောင်းအရာမျိုးလေးတွေကိုလည်းသူကပြောသွားခဲ့တာဖြစ်တယ်ပေါ့လေဆိုတော့ဘလို့ဖြစ်ပါကျွန်တော်အရောက်အောင်မှချိန်တဲ့เนาะအားကစားမတူကြပါမဲ့เนาะတယောက်ကဘောလုံးမှာတယောက်ကကျတော့ fighting မှာဒါနှစ်ယောက်စလုံးအားပေးရတဲ့ချီရတဲ့ဒါကျွန်တော်တို့ idol နှစ်ယောက်စုံကြတဲ့ခါမှာပြည်သက်တွေကတော့အရောက်မှအင်မတန်မှဒါဝမ်းသာပျော်ရွှင်မဆုံးဖြစ်နေကြပြီလေဖြစ်ပါတယ်ဗျာ